အားလုံးမင်္ဂလာပါเนาะကျွန်တော်ဒါ258မင်းညကပြောခဲ့တဲ့258ငွေကဏ္ဍလေးဖြစ်တဲ့ကဏ္ဍလေးကိုတင်ပေးလိုက်ပါတယ်เนาะငွေကဏ္ဍပေါ့ကျွန်တော်မင်းကပြောခဲ့တဲ့906လို့ခွေတဲ့ပေါ့နော်3လုံးပေါင်းကြီး8 906လို့ခွေတယ်3လုံးပေါင်းကြီး8ကလင်နာမှာဒီ3ကတ်ပဲရှိတယ်အဲ့ဒါလို့သူ3ကတ်ရှိတာနဲ့ကျွန်တော်ဒီအကောင့်ထဲမှာဝင်ကြည့်ပေါ့နော်ဒီ line ရဲ့အဆက်တွေအများကြီးလှုပ်တာတွေသူကနေရှေ့မှာကြိုလုပ်ခဲ့တာက1နှစ်2နှစ်3နှစ်4နှစ်4နှစ်တော့ရင်8နှစ်ခတ်1နှစ်ပါဝါခွန်ခါဆိုပြီးဒီလို2ပင်ကျော်ရိုက်ဒီလိုပုံစံတူကလင်နာမှာဒီကတ်မှာပဲလာဖြစ်တာကလင်နာတစ်ပြင်လုံးမှာ3ကတ်ပဲရှိပါတယ်နော်ကလင်နာတစ်ပြင်လုံးမှာဒီလိုဖြစ်တဲ့8နက်ခတ်18နက်ခတ်2ခွန်ပါဝါအဲ့ဒါလို့ပဲဒီမှာဒုတိယကတ်မှာလည်းဒီကောင်ကနေ1 2 3 4မှာ6ခွန်5လို့ခွေတာအဲ့တော့ဒီမှာကလည်းသူကဒီမှာ18နက်ခတ်နှစ်ခွန်ပါဝါဆို2ပင်ကျော်ဒီလိုရှင်းလိုက်ရိုက်တာနှစ်ကအမှသူကနေဒီမှာအချိန်ကိုက်မှာပဲဖြစ်တာ1နှစ်2နှစ်3နှစ်4နှစ်မှာ6ခွန်5လို့ခွေတာခဏလေးနော်ဒီမှာကလည်း18နက်ခတ်ကလင်နာမှာ2ခွန်ဆိုပြီးဒီမှာကလင်နာမှာရှာပါ3ကတ်ပဲရှိတယ်ဒီကောင်ကနေ1နှစ်2နှစ်3နှစ်4နှစ်4နှစ်မြောက်မှာဒီလိုမျိုး6ခွန်5လို့ပြီးခုံလာအဲ့လိုခုံပြီဆိုတာနဲ့အဲ့ဒီသူကဒီလိုဖြစ်တာနဲ့ဒီ8ထိပ်ပုံသေးကို8ထိပ်ကနေထိပ်စီး3လုံးပေါင်းချင်း20လို့ပုံသေးဖြစ်ပြီးတာနဲ့ဒီစောင်းဖြတ်တဲ့993ဟာ939ဟာနောက်2နှစ်ကျော်ကိုမွေးကဏ္ဍဖြစ်နေလိုက်ထွက်နော်မွေးကဏ္ဍဖြစ်နေလိုက်ထွက်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ18နက်ခတ်ရိုက်တဲ့2ခွန်ပါဝါခါရိုက်ခဲ့တဲ့အတွက်သူကဒီစောင်းဖြတ်ပေါင်းကြီးကို20လို့ဖြစ်တယ်ဖြစ်ပြီဆိုတာနဲ့ဒီစောင်းဖြတ်တဲ့658ဆိုတဲ့ကဏ္ဍဒီကောင်းနေ2နှစ်ကျော်မှာ658ပတ်လေဒီမှာလိုက်ထွက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီဖြစ်ပြီဆိုတာနဲ့သူကဒီမှာထိပ်စီး3လုံးဒီ8ကနေ20ဆိုပြီးတော့ပဲဖြစ်တာနဲ့ဒီစောင်းဖြတ်ပေါင်းချင်း98နှစ်ကိုနောက်2နှစ်ကျော်မှာလိုက်ထွက်ရမှာပေါ့နော်အဲ့တော့ဒီဟာမွေးလဲမွေးရမယ်ကဏ္ဍမျိုးပေါ့ဗျာနော်မွေးလဲမွေးရမယ်ကဏ္ဍမျိုးဒီအချိန်အားကောင်းတဲ့အတွက်ကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်နော်ဖုန်းနံပါတ်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါ